အားလုံးပဲမင်္ဂလာပါပိုလန်ကွေးစာမျက်နှာကနေကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြမယ့်သင်ခန်းစာကတော့ရရင်ဝါဆွဲပြီးသွဲနဲ့ပြီးပေါင်းဆက်ခြင်းစာကြောင်း6မှာပါတော့စာကြောင်းတွေကိုကျွန်တော်စကားလုံးပေါင်းပြပေးပါမယ်အစဉ်တစ်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ကာရီဝါဟွဲလာဘန်thứ khang tali mai kỳ mai la klung ca ri wa hoi la ben thứ khang tali mai kỳ mai la mai nga klung ca ri wa hoi la ben thứ khang tali mai kỳ klung ca ri wa hoi la ben thứ khang tali mai kỳ mai nga klung ca ri wa hoi la ben thứ khang tali mai kỳ mai ni song klung ca ri wa hoi la ben mai kỳ thứ khang tali mai bắt nga klung 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 ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီသင်ခန်းစာကိုဆုံးထိကြည့်ချူအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်